နာမည်ကြီးပြီး trend ဖြစ်နေတဲ့စက်တုံဦးနှခမ်းလေးတွေကိုစမ်းချင်လို့ရှေ့ရောင်လုံးဝယ်ထားပါတယ်။ eyeshadow ကပန်းနေရောနှခမ်းနေရောအဖြစ်သုံးလို့ရတယ်လို့ပြောထားတယ်ဆိုတော့ let's try packaging လေးကဒီလိုမျိုးဘူးလေးထဲမှာစက်တုံဦးနှခမ်းနေလေးရဲ့ brush လေးတစ်ချောင်းရဲ့ပါထည့်ထားပေးတယ်။ဈေးနှုန်းလေးက1000ဝန်းကျင်ပဲဆိုတော့နှခမ်းနေဝယ်ရင် brush လေးပါလက်ဆောင်ရတာဆိုတော့တော်တော်လေးတန်တယ်လို့ပြောရမယ်။ G01 ကနေပြီးတော့ G08 ဆိုပြီးတော့မှအရောင်ကရှေ့ရောင်လာတယ်။ရှေ့ရောင်လုံးကတော့လိုချင်စရာရောင်နေပြီပဲ G01 လေးကတော့ပန်းရောင်နုနုဖြော့ဖြော့လေးလုံးဝ new စစ်စစ်နှခမ်းနေကိုမှဆိုးတတ်တယ်ဆိုတဲ့သူတွေအတွက်အဆင်ပြေတယ်။လက်ခုံတွေပါးတွေပေါ်မှာပန်းရောင်နုနုလေးတွေချက်တတ်တဲ့ cute ကလေးတွေနဲ့ဆိုလို့ရှိရင်လည်းအဆင်ပြေတယ်။သူ့ပန်းနေအဖြစ်သုံးမယ်ဆိုလို့ရှိရင်လည်းချွေးပေါက်တွေကိုပါ blur လုပ်ပေးတာမလို့တော်တော်လေးမိုက်တယ်။နှခမ်းပေါ်မှာဆိုလို့ရှိရင်လည်းညိုနေတဲ့နေရာတွေကိုပါပုံပေးသွားတာပေါ့နော်။လူဖက်ဥအပ်ကလေးကိုကြိုက်တယ်ဆိုလို့ရှိရင် G01 လေးကိုယူလို့ရတယ်။ G02 အရောင်လေးကတော့အညိုဖြော့ဖြော့အရောင်လေးပါသူ့ရဲ့အညိုရောင်လေးကလေပုတ်သွားတဲ့အရောင်မျိုးမဟုတ်ဘဲနဲ့လေမျက်နှာလေးကိုလင်းသွားစေတဲ့အရောင်လေးနံပါတ်2အရောင်လေးကတော့ဝယ်တဲ့အရောင်လေးမှာပါပါတယ်အပဲကတော့အရင်ကြိုက်တယ်သူ့ရဲ့ texture လေးကဖျက်ရလွယ်တဲ့ texture မျိုးလေးပါနှခမ်းနေဆိုရင်မျက်နှာလင်းသွားတာလေးကိုမှကြိုက်တယ်ဆိုလို့ရှိရင်တော့ G03 လေးရှိပါတယ်သူ့အရောင်လေးကနှီးစီရောင်လေးလို့ပြောရမှာပေါ့နော်အားပေါ်မှာပဲတင်နေမျက်ခုံပေါ်မှာပဲတင်နှခမ်းပေါ်မှာပဲတင်တော်တော်လေးလှတဲ့အရောင်လေးဖြစ်ပါတယ်အညိုရောင်နှခမ်းတွေကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ G04 လေးကိုရွေးရမှာဖြစ်ပါတယ်သူ့ရဲ့အရောင်လေးကလေမြေပဲကုန်အရောင်လေးကွာသိလားတားညိုတဲ့သူတွေနဲ့ဆိုလို့ရှိရင်တော်တော်လှမဲ့အညိုရောင်မျိုးလေးပါအညိုဘက်ဖောက်တဲ့ mauve color လေးကိုကြိုက်တယ်ဆိုလို့ရှိရင်တော့ G05 လေးကိုရွေးချယ်လို့ရပါတယ် soul line clinker vibe လေးရပြီးတော့အသားဖြူဖြူညွညွနဲ့လိုက်တဲ့အရောင်မျိုးလေးပါတီတီညင်ညင်လေးနဲ့ classic ဆန်တဲ့အရောင်မျိုးလေးကိုစိုးချင်တယ်ဆိုလို့ရှိရင်တော့ G06 လေးကိုရွေးလို့ရတယ်သူ့အရောင်လေးကအသားလက်တဲ့သူနဲ့အသားညိုတဲ့သူတွေဆိုလို့ရှိရင်ပို့ပြီးတော့လှလိုက်မယ် retro ဆန်ဆန်နှခမ်းနေအနီရောင်လေးတွေကိုကြိုက်တတ်တယ်ဆိုလို့ရှိရင်တော့ G07 လေးကိုရွေးလို့ရတယ်သူ့ရောင်လေးကလေမျက်နှာလေးကိုလင်းသွားစေတဲ့အနီရောင်မျိုးလေးဆွဲဆောင်မှုရှိတဲ့ look မျိုးတွေတင်တာပွဲတက်တဲ့အချိန်မျိုးတွေမှာဆိုလို့ရှိရင် G08 လေးကအသင့်တော်ဆုံးပဲသူ့အရောင်လေးက white နီရောင် color မျိုးလေးကိုမှလေတော်တော်လေးကိုဆွဲဆောင်မှုရှိတဲ့ vibe လေးကိုပေးတာကွာဘာမိတ်ကမှဒီတေးမလိန်ထားပဲနဲ့နှခမ်းတွေတစ်ခုလေးစိုးထားတာတော့မှမျက်နှာကိုထင်းပြီးတော့ထွက်နေရအခုအပဲဆန်းပြတ်သွားတဲ့ရှေ့ရောင်ထဲမှာဘဲအရောင်ကိုအကြိုက်ဆုံးလဲဆိုတာကိုကောင်းမှမှန်ခဲ့ပေးအောင်နော်